အခုလက်ရှိထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံနေမြေအငင်းပွားနေကြတဲ့ဒီစာကြောက်ခရိုင်ဘန်နောင်ကျန်ကြေးရွာပေါ့နော်အဲ့နေရာကပြဿနာကိုထိုင်းအစိုးရဘက်ကနေပြီးတော့မှအမြန်ဆုံးဖြေရှင်းပေးဖို့အတွက်ပြည်သူတွေရောအရက်ဘက်အဖွဲ့အစည်းတွေကရောပြီးခဲ့တဲ့10ရက်နေ့မတိုင်ခင်သူတို့အပြီးဖြေရှင်းပေးဖို့အတွက်အစိုးရကိုတောင်းဆိုတာပေါ့နော်အဲ့ဒါအခုအစိုးရကမဖြေရှင်းပေးလို့ပေါ့နော်မဖြေရှင်းပေးလို့သူတို့ပြည်သူတွေရောအရက်ဘက်အဖွဲ့အစည်းတွေရောဘန်နောင်ကျန်ကြေးရွာဘက်မှာအင်အားတပြကြတာပြီးတော့စစ်သားတွေကိုတအားပေးကြတာပေါ့လေအဲ့မှာဘယ်လိုဖြစ်လဲဆိုတော့အခုကဒီသူတို့အပြစ်ခတ်တွေလည်းရက်ဆဲထားကြပြီကွာရက်ဆဲထားကြတော့ဒီထိုင်းနိုင်ငံဘက်ကပြည်သူတွေကညပိုင်းကိုဒီတရေအတန်နေဂျက်လိန်ရဲ့အတန်နေစောင်းပေါက်ကြီးတွေနဲ့ဖွင့်တာကွာကမ္ဘောဒီးယားဘက်ကလူတွေကိုအိတ်လို့မရအောင်ဆိုပြီးတော့စောင်းပေါက်ကြီးတွေနဲ့တညလုံးဖွင့်တာအတန်ပေါင်းစုံတရေအတန်တို့တရေကားလေးမှာပါတဲ့အတန်ကွာပြီးတော့ခွေးဥဒန်နေပြီးတနပ်ပစ်တန်နေ F16 ပြန်တဲ့အတန်နေညလုံးစောင်းပေါက်တွေနဲ့ဖွင့်တာလို့အဲ့မှာကမ္ဘောဒီးယားဘက်ကလူတွေကဘယ်သူမှအိတ်လို့မရအောင်တညလုံးအိတ်လို့မရတော့ကမ္ဘောဒီးယားဘက်ကလူတွေကလည်းထွက်လာပြီးတော့လာပြောနေကြဘာအတွက်လဲဘာလို့ချင်လို့လဲဘာညာပေါ့ကွာအစုံပဲအခုဒီဖီကန်ဂျွန်ဖလာမောနော်သူကဒီထိုင်းနိုင်ငံကပရဟိတအဖွဲ့တီထောင်ထားတဲ့သူပေါ့လေသူကလည်းအခုဒီဘန်နောင်ကျန်ကြေးရွာမှာရောက်နေတယ်သူကလည်းပြောတယ်အခုမင်းတို့ကမ္ဘောဒီးယားတွေဒီထိုင်းနိုင်ငံပိုင်တဲ့နေမြေထဲမှာလာလုတ်ကြိုက်စားတောင်းနေကြတာပေါ့နော်မင်းတို့တွေမထွက်သွားမချင်းသူတို့ကအခုလိုမျိုးဖွင့်နေမှာလို့ပြောတယ်ကျန်းတယ်လို့အခုကွန်တိန်နာဘုံနေလေတွားပြီးတော့ပချတာပြီအဲ့နာမှာသူတို့ကအတားစီးမရှိတာကွာဟိုဘက်နိုင်ငံဒီဘက်နိုင်ငံအတားစီးမရှိတာတော့လောလောဆယ်ကွန်တိန်နာဘုံနေတချတာကြပြီပြီးတော့တောက်လျှောက်ကွန်တိန်နာဘုံနေဆက်ချသွားမယ်လို့ပြောတယ်အဲ့တဘောကြတာကညကြီးကိုအိတ်လို့မရအောင်လို့ဒီစောင်းပေါက်နဲ့တရဲအတန်နေခွေးဥတန်နေအဲ့ဥစ္စာဖွင့်တာပဲတဘောကြရလို့ဘလို့မအိတ်လို့မပြောတော့ဟိုဘက်ကလည်းကမ္ဘောဒီးယားဘက်ကလည်းโอเคရလေးလာပြောအားလုံးပဲအဆင်ပြေကြပါစေ